ဖက်ရွက်ချင်းတူတူပဲဖက်ရွက်ချင်းတူတူပဲစပယ်ပန်းနဲ့ဆုံလိုက်ရတဲ့ဖက်ရွက်ကြတော့မှုကြံရစ်တယ်ငပိပုတ်ထုတ်လိုက်လို့ငပိပုတ်နဲ့ဆုံစည်းလိုက်ရတဲ့ဖက်ရွက်ကြတော့နန်းစော်ကြံရစ်တယ်ဟောဆုံစည်းမှုကိုကြည့်လိုက်စိတ်စေတနာမရှိတဲ့အရာသည်ပင်လည်းမကောင်းတာနဲ့ဆုံရင်မကောင်းတာဖြစ်သွားတတ်တယ်ပေါ့ကောင်းတာနဲ့ဆုံမှကောင်းတာဖြစ်တယ်အေးဒါကြောင့်တာဟုဒသနမရိယာဏအရိယာဏမြင့်မြတ်ဖြူစင်တဲ့ပုဂ္ဂိုလ်တွေကိုဒသနံတွေ့ဆုံရခြင်းဟာတာဓုသိကောင်းတယ်တဲ့ဒါခိတ္တခဏဆုံရတာတောင်ကောင်းတယ်လို့ဆိုတော့တဏ္ဏိဝါသောတထာတုခောအမြဲတမ်းအတူတကွနေမယ်ဆိုလို့ရှိရင်တော့အကောင်းဆုံးချမ်းသာဖို့ပဲဒီလိုဆိုလိုတာပေါ့အဲ့ဒါလို့မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေနဲ့နေလို့ရှိရင်မိမိဖို့ဟာအချိန်မရွေးကောင်းမြတ်တဲ့အကျိုးကျေးဇူးတွေဟာ